င်္ဂလာပါရှင်ပြန်ကြားရေးနေပြည်သူစစ်စံရေးဦးစီးဌာနပြည်မနာမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန Community Center မှာလူငယ်နှင့်အခြားပြည်သိပညာပေးတော်ရှိုးစီစဉ်လေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်ဒီစီစဉ်လေးမှာဆွေးနွေးပြဖို့ရာစာရေးဆရာမတက်တက်တွေရန်ကုန်တက္ကသိုလ်ကိုဖိတ်ခေါ်ထားပါတယ်ရှင်ဆရာမမင်္ဂလာပါရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆရာမရှင်ဆရာမအနေနဲ့စာပေအသိပညာတွေရရှိရင်လူငယ်တွေဘဝအောင်မြင်တိုးတက်နိုင်တယ်ဆိုတာကိုလည်းဆွေးနွေးပြပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါရှင်တကယ်တော့စာဖတ်ခြင်းဟာလူဘဝအတွက်အရာရာပါပဲစာဖတ်ခြင်းသာလုပ်မယ်စာဖတ်ခြင်းစီကနေပြီးတော့မှစာပေအသိပညာတွေကိုရထားမယ်ဆိုရင်အဲ့ဒီလူတယောက်ကသူ့ဘဝမှာဘာလုပ်ငန်းကိုပဲလုပ်လို့အောင်မြင်တိုးတက်မှုကိုရရှိနိုင်ပါတယ်အဲ့တော့လူငယ်တွေဘဝမှာများသောအားဖြင့်ကြတော့နော်သူတို့တွေဘဝအောင်မြင်ခြင်းကြတယ်ဒါပေမဲ့သူတို့ကအောင်မြင်မှုနောက်ကိုသာလိုက်နေတယ်သူတို့မှရှိတဲ့လိုအပ်ချက်ကလေးကိုသူတို့သတိမမှုမိကြဘူးပေါ့အဲ့တော့လူငယ်တွေဘဝမှာအရာရာအောင်မြင်ခြင်းနဲ့ဆိုရင်တော့ကျွန်မအနေနဲ့ဒီနေရာကနေပြီးတော့ဗောနော်စာပေဘိုးတုတ္တအသိပညာတွေရရှိအောင်စီးဖို့တင်ပါတယ်ဒီစာပေအသိပညာတွေကိုဒါရရှိအောင်စီးဖို့ထားမယ်ဆိုရင်သူ့ဘဝမှာထူးထူးခြားခြားသောအောင်မြင်မှုတွေအများကြီးရနိုင်တယ်လို့ကျွန်မအနေနဲ့တင်ပြချင်ပါတယ်နောက်တစ်ခုကကြတော့Nelson Mandela ပေါ့နော်Nelson Mandela ကပြောတယ်ဘောကလောကကြီးကိုပြောင်းလဲဖို့အကောင်းဆုံးလက်နှစ်ကပညာပါပဲအဲ့တော့ဒီပညာကိုဘယ်ရနိုင်လဲဆိုရင်စာပေကနေရနိုင်ပါလေစာပေရတဲ့အသိပညာတွေကလောကကြီးတစ်ခုလုံးကိုပြောင်းလဲတဲ့အထိအောင်စွမ်းဆောင်နိုင်ပါတယ်ဒါကြောင့်လောကကြီးကိုပြောင်းလဲခြင်းနဲ့ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်စာပေအသိပညာရဖို့အတွက်အထူးပဲစူးစမ်းကြပါလို့ကျွန်မအနေနဲ့ဆွေးနွေးလိုပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရှင်ဒီနောက်တစ်ခုအနေနဲ့စာပေနဲ့ပတ်သက်ပြီးတော့ကျောင်းသင်ခန်းစာတွေဒါမကဘဲနဲ့ပြင်ပဘုဒ္ဓစာပေတွေကလည်းလူတွေကိုအထောက်ကိုဘယ်လောက်ပြုနိုင်ကြအောင်ကိုလည်းဆရာမအနေနဲ့ဆွေးနွေးပြပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါပြင်ပဘုဒ္ဓစာပေတွေကိုဖတ်ရှုထားမယ်ဆိုရင်ဥပမာကျွန်တော်တို့မရောက်ဘူးတဲ့အရက်တွေကိုစာရဲကနေပြီးတော့ကျွန်တော်တို့ဖတ်ထားတဲ့ဆိုတော့ကျတော့ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ကဂဂနနာသိနိုင်တယ်အဲ့တော့ဒေတာတစ်ခုကိုကျွန်တော်တို့ကမသိဘဲနဲ့တွားရမယ်မိတ်ဆွေလည်းမပါဘူးဒီဒေတာကိုကျွန်တော်တို့ကမဖြစ်မနေတွားရမယ်ဆိုရင်အကောင်းဆုံးကတော့အဲ့ဒီဒေတာအကြောင်းရေးတဲ့စာပေတွေကိုဖတ်ရှုလိုက်ဖို့ပါပဲအဲ့တော့ဒီစာပေတွေကိုဖတ်ရှုခြင်းအပြင်ဒီအကြောင်းအရာတွေကိုသိသွားမယ်ဆိုရင်ကျွန်တော်တို့တွေအဲ့ဒီဒေတာကိုချောချောမောမောကောင်းကောင်းမွန်မွန်တွာလာနိုင်မယ်အဲ့ဒီဒေတာရဲ့ဒလိထုံးစံတွေကိုကြိုတင်ပြီးတော့သိရှိထားတဲ့အတွက်ကြောင့်ကျွန်တော်တို့လိုက်နာစရာရှိတာတွေကိုလည်းပဲလိုက်နာနိုင်မယ်ဒါကခီးသွားတဲ့အခါမှာအထပ်ကူပြုတာပါနောက်တစ်ခုကကြတော့ကျွန်တော်တို့တွေဒီလေ့လာရတဲ့စာပေတွေဒီစာအုပ်ထရစာအကြောင်းအရာတွေကိုပဲချင်းချင်းလေးပဲလေ့လာရတဲ့စာရင်ဒီအကြောင်းအရာနဲ့သက်ဆိုင်တဲ့စာပေတွေကိုရှာဖွေဖတ်ရှုတဲ့အခါမှာပို့ပြီးတော့ပြည့်စုံခိုင်မာတဲ့အကြောင်းအရာတွေကိုရရှိနိုင်ပါတယ်။ဥပမာအထူးသဖြင့်ကတော့ကျမ်းပြုတဲ့သူတွေပေါ့နော်။ဒီမဟာသိပ္ပံတို့မဟာဝိဇ္ဇာတို့ကျမ်းပြုနေတဲ့သူတွေကအထူးသဖြင့်စာပေတွေကိုဖတ်ရှုဖို့လိုအပ်ပါတယ်။ပြည်ရင်းစာပေတွေမကဘူးနိုင်ငံတကာစာပေတွေကိုလည်းဖတ်ရှုဖို့လိုအပ်ပါတယ်။အဲ့တော့ဒီစာပေတွေကိုဖတ်ရှုထားမှသာလျှင်သူတို့ရဲ့တင်ပြမဲ့ကျမ်းပြုစုတဲ့အခါမှာပို့ပြီးတော့ပြည့်စုံတဲ့ကျမ်းတွေရရှိနိုင်ပါတယ်။အဲ့တော့ဒီပြမဘုဒ္ဓစာပေတွေဟာခရီးသွားစာပေတွေကိုဖတ်မယ်ဆိုရင်ဒီသားတစ်ခုကိုသွားတဲ့အတွက်ကြောင့်ဘုဒ္ဓတွေရရှိမယ်ဒီဒေတာကိုသွားတဲ့အခါမှာကျွန်တော်တို့ကလွယ်လွယ်တကူချောမောသွားနိုင်မယ်နောက်တစ်ခါပြင်ပဘုဒ္ဓစာပေတွေကိုအများကြီးရှာဖတ်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကျောင်းသင်ဘာသာရပ်တွေမှာလည်းထောက်ကူပြုမယ်နောက်တစ်ခါကျွန်တော်တို့ဒီဒေတာထဲမှာကျွန်တော်တို့နိုင်ငံက135မျိုးသောလူမျိုးတွေနဲ့စုပေါင်းထားတဲ့နိုင်ငံဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကရှမ်းကိုသွားမလားရှမ်းရဲ့ဒလိထုံးစံတွေကိုရှာဖတ်ထားမယ်ဆိုရင်ရှမ်းပြည်နယ်မှာရှမ်းလူမျိုးတွေနဲ့ကောင်းမွန်သောဆက်ဆံရေးကိုတိစောက်ပြီးတော့ကျွန်တော်တို့လိုရာရအောင်လှုပ်ဆောင်နိုင်မယ်ဒီလိုပဲချင်းလူမျိုးတွေရဲ့ဒလိထုံးစံစာပေတွေကိုရှာဖွေဖတ်ရှုထားမယ်ဆိုရင်ချင်းပြည်နယ်သွားတဲ့အခါမှာကျမတို့ကိုအထောက်အကူပြုမယ်ဒီလိုပဲတခြားတိုင်းရင်းသားလူမျိုးတွေအကြောင်းကိုလည်းရေးထားတဲ့စာပေတွေဖတ်တဲ့အခါမှာအဲ့ဒီဒေတာကိုသွားတဲ့အခါမှာကောင်းစွာအထောက်အကူပြုမှာဖြစ်ပါတယ်အဲ့တော့ပြင်ပဘုဒ္ဓစာပေတွေဟာကျမတို့ဘဝအတွက်ညီမျိုးစုံနဲ့အထောက်အကူပြုနေပါတယ်လို့ကျမအနေနဲ့တင်ပြဆွေးနွေးလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရှင်ဒီစာပေနဲ့ပတ်သက်ပြီးတော့လူငယ်တွေတိုးတက်မယ်လူငယ်တွေကိုအထောက်အကူဘယ်လိုပြုမယ်ရရှိတဲ့အကျိုးကျေးဇူးတွေပါတယ်ဆိုတာကိုဆရာမအနေနဲ့ပြည့်ပြည့်စုံစုံလေးဆွေးနွေးသားပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါဆရာမအနေနဲ့နောက်ထပ်ဖြည့်ဆွတ်စရာလေးရှင်လည်းဆွေးနွေးပြပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့လူငယ်တွေစာပေအသိပညာရှိဖို့အထူးပဲလိုအပ်ပါတယ်စာပေအသိပညာရှိတဲ့သူမျိုးကြမှာကျွန်တော်တို့က generalist ဖြစ်ပါမယ်ခေါင်းဆောင်ဆိုတာဒီ generalist ပါခေါင်းဆောင်တရားလုပ်မယ်ဆိုရင်ကျမကခေါင်းဆောင်ကျမကသိပ္ပံပဲရတယ်ကျမကခေါင်းဆောင်ကျမကတော့ဝိဇ္ဇာပဲရတယ်လို့ပြောလို့မရပါဘူးခေါင်းဆောင်လုံးမဲ့လူတစ်ယောက်ကသိပ္ပံရောဝိဇ္ဇာရောထွေထွေဘုဒ္ဓတွေအကုန်လုံးကိုတိမိခောက်မိသိနေတဲ့ generalist ဖြစ်မှသာလျှင်ခေါင်းဆောင်လုပ်လို့ရပါတယ်ဒါကြောင့်ဒီနေ့ကလေးကိုခေါင်းဆောင်ဖြစ်ဖို့ညှို့မှန်းထားတယ်ဆိုရင်စာပေဘုဒ္ဓအသိပညာတွေရဖို့ရှာမိရပါမယ်ဒါမှသာလျှင်သိပ္ပံပဲအာတန်တဲ့သူဝိဇ္ဇာပဲအာတန်တဲ့သူမဟုတ်တော့ဘဲနဲ့အရာရာကိုထိုးထွင်းသိမြင်တဲ့ generalist ဖြစ်ပါမယ် generalist ဖြစ်မှသာလျှင်ခေါင်းဆောင်တစ်ယောက်ဖြစ်အကောင်းဆုံးရည်တည်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့လူငယ်တွေခေါင်းဆောင်ဖြစ်ဖို့ရည်မှန်းထားတယ်ဆိုရင်စာပေအသိပညာတွေကိုအထူးသဖြင့်ရှာဖွေဖတ်ရှုကြပါလို့ကျွန်တော်ဒီနေရာကတိုက်တွန်းလို့ဆိုရင်ညီကုန်းချုပ်လိုက်ပါတယ်ရှင်
ဟုတ်ကဲ့ပါဆရာမရှင်အခုလိုစေနာပါပါနဲ့ပြည့်ပြည့်စုံစုံဆွေးနွေးပြီးတော့ဆရာမအထူးကျေးဇူးတင်ပါတယ်ဆရာမရှင် ဟုတ်ကဲ့ပါရှင်